hello အားလုံးပဲမင်္ဂလာပါဟိုလေးကျမအခုဟိုပါနော်ပြောထားလဲကြာပြီနော်ဒီလောလဲဟိုလေးချက်ပေါက်မှာအရင်လာပြောကြပါနော်ဒီ basic pattern လေးတွေကို tutorial လေးလုပ်ပေးပါဘောနော် tutorial တော့မဟုတ်ဘောနော်ကျမတည်ထားသလောက်တက်ထားသလောက်ရဲ့ကျမစလေးချင်းခဲ့တဲ့ပုံစံလေးတွေကိုကျမ sharing နေနဲ့လုပ်ပေးဖို့ပေါ့နော်တော်လေးလည်းကြာပါပြီ5-6လရှိပြီပေါ့နော်လုပ်ပေးမယ်ဆိုဘလို့မှကိုယ့်ကိုအချိန်မပေးနိုင်ဘူးဖြစ်နေပါတော့အခုကျမစဆွဲမဲ့သူတွေအတွက်ကျမ basic ပုံစံလေးပေါ့နော်လုပ်ပေးကျမလေ့ကျင့်ခဲ့တဲ့ပုံစံလေးကျမပြောပြပေးမယ်ပေါ့နော်တခုရှိတာကဒီကောင်တူတယ်လည်းဖြစ်တဲ့အတွက်ကြောင့်ပေါ်ပါလို့လည်းဆွဲလို့ရတယ်အသက်အရွယ်မရွေးအကုန်လုံးဆွဲလို့ရပါတော့စာရွက်တည်းရှိမယ်ဘောပန်တစ်ချောင်းရှိမယ်ဘောပန်ရတယ်ဟိုဘောပန်ဒီဘောပန်အဲ့လိုမျိုးလည်းမလိုပါဘူးကိုမှရှိတဲ့ဘောပန်နဲ့စပြီးတော့လေ့ကျင့်လို့ရပါတော့ခဲတန်ဆိုလည်းခဲရန်နဲ့ရပါတယ်ဟုတ်ကဲ့ဒီမှာခုစကားလည်းအများကြီးမပြောတတ်တဲ့အတွက်ကြောင့်လေဒီမှာအဆင်ပြေတဲ့ပတ်တန်လေးနဲ့စလေ့ကျင့်တဲ့ပတ်တန်လေးတွေကိုဒီမှာ sharing လုပ်ပေးမယ်ပေါ့နော်ပထမဆုံး4000ကွက်လေးချလဲရတယ်ပေါ့နော်ဟိုမှာ3လက်မှာစဆွဲမယ်ဆိုရင်အကြီးမဆွဲနဲ့ဦးပေါ့နော်ဖြည်းဖြည်းချင်း pressure လေးမရှိအောင်ကိုရသလောက်ဟိုကိုနိုင်သလောက်ပေါ့နော်ဟိုမှာ3လက်မကွက်လေးပေါ့နော်3လက်မပတ်လဲ square ကွက်လေးကွက်လေးချပြီးတော့လေ့ကျင့်လို့ရပါတယ်ဒီမှာတော့ကျမရှာတော့လေsquare ဘာကျမလေ့ကျင့်ခဲ့တယ်ရမ်းများတော့ကျမကို sharing လုပ်ပေးနေမှာကျမဒီ rectangle ပုံစံလေးနဲ့ကျမလုပ်ပေးမယ်ပေါ့နော်ဒီမှာဆွဲပြမယ်ပေါ့ဒီမှာလိုက်ဆွဲတဲ့လူတွေကလည်းကိုအဆင်ပြေတယ်လို့ပေါ့နော်2လက်မဆွဲ3လက်မဆွဲကိုဆွဲနေတယ်ပေါ့နော်ဒါပေမဲ့တော့ဆိုအကြံပေးချင်တာကြတော့လေစဆွဲမဲ့သူကြလေအဲ့လိုအကြီးကြီးမဆွဲနဲ့ပေါ့နော်ဆွဲဟိုမတိစိတ်ကမျိုးပုံဆွဲတာကြစိတ် relax ဖြစ်တော့နော်ပျော်ရွှင်ဖို့အတွက်ဆွဲတယ်ဒါပေမဲ့စဆွဲတဲ့အချိန်မှာကြတော့လေအများကြီးဆွဲလို့ရှိရင်ကိုကလေမလှဘူးတွေဖြစ်တယ်ဟဲ့ငါလှုပ်တာပဲဘာဖြစ်နေလဲမသိဘူးအဲ့လိုမျိုးတွေဖြစ်ပြီးတော့ဟို pressure အရင်ရတော့မှာဆိုလို့ပေါ့နော်တေးသေးလေးရလေးပဲစပြီးတော့လေ့ကျင့်ကြည့်ပါလို့ဟိုအချိန်မရဘူးဆိုရင်လည်းဘာမှမဖြစ်ဘူးတရက်ကို9မိနစ်ဆွဲလဲရတယ်ငါဟိုတစ်ခွက်လေးပဲဆွဲပေါ့နော်ဒီလိုမျိုးအဲ့တစ်ခွက်လေးကိုပဲဆွဲနေလေတလားဆိုရင်အရင်တိုးတက်လာမှာဒီလားကျမဆိုလိုမျိုးပဲဆွဲနဲ့ဖြည်းချင်းပေါ့နော်ဆွဲနဲ့တောင်းလျှောက်ဆွဲချင်စိတ်လည်းရှိလာတယ်ပုံလည်းတရက်တခြားလက်ကလည်းတွက်လာတယ်လက်ကငြိမ်လာတယ်အဲ့လိုဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တကယ်ဝါသနာပါတယ်ပေါ့ပါစိတ်ဖြစ်နေတဲ့အချိန်မှာဆိုရင်ဆွဲလို့ရဖြစ်တဲ့အတွက်ကြောင့်ဖြည်းချင်းပုံလာတာမလာတော့မကြည့်ပဲနဲ့ဖြည်းချင်းလေ့ကျင့်ပြီးဆွဲတော့ပါလို့ပြောချင်ပါတယ်နော်အခုကျမစဆွဲပြမယ်နော်